ဖြစ်သွားပြီနော်ဘကူသားနဲ့ကျွန်တော်တို့ကိုတန်းစင်နဲ့မင်းကဖြစ်သွားပြီကျွန်တော်တို့ကိုတာလူဆိုင်ကိုမောင်ခင်နဲ့ကိုမောင်ခင်ကားလေးကိုရောင်းပြလိုက်တာကိုမောင်ခင်ဒီကဘယ်ရောက်ဝယ်လာလဲပြင်းဦးလျံဝယ်လာတာပြင်းဦးလျံကားဘလူနေလဲအရန်ကောင်းတယ်ဟိုတန်းမောင်းပဲပြင်းဦးလျံနဲ့ရန်ကောင်းကျေးဇူးတင်ပါတယ်အရန်ကောင်းလို့အခုကအရန်ကောင်းလို့ကျွန်တော်ဝယ်ပေးလိုက်တာလာဝယ်တာတော့ကျွန်တော်တို့ဂျပန်ကားလာဝယ်တာဒီကိုကြီးကဘာကားလို့ကျင်တာလဲပို့လာဝယ်တာဂျပန်ကားလာဝယ်တာဘာကားလဲဂျပန်ကား Suzuki ရဲ့ Hijet တို့ Suzuki တို့ Hijet တို့သုံးမှုဆိုပြီးလာဝယ်တာဗျာ Suzuki ကမော်ဒယ်အနှိပ်ပဲရမယ်တရုတ်ကားဆိုရင်ဒါဆိုနံပါတ်အာဒန်းနဲ့ဗျာမော်ဒယ်အမြင့်ဗျာအခုနှက်ဖြို့တော့မပါဘူးလားကြည့်လားဒီမှာကြည့်အယိုးအစ်နှက်ဖြို့တော့မပါဘူးနှက်ဖြို့ရလေးတောင်မပါတဲ့ကားအယိုးအစ်အတိုက်ခိုက်လုံးဝရှင်ဖြည်းဖြည်းချင်းပဲဆွဲပြီးပါကွေညီလေးခဏပြပါလားနှက်ဖြို့တော့မပါဘူးတကယ်နှက်ဖြို့တော့မပါတဲ့ကား2018မော်တယ်အခရာလဲအာဒန်းနဲ့ကားတော့လက်တင်ပြဝယ်ဝါးယူစိတ်ချမ်းသာတယ်ဗျာဒါမျိုးကားဗျာလက်ကြည့်စရာမလိုဘူးဗျာကိုတန်းစင်အတွက်ပကိုးမျိုးလေးလာဝယ်တာကိုတန်းစင်အတွက်ပါဗျာဒီကားလေးကအဆင်ပြေသွားပြီတာကေတာမှာဗျာတာကေတာမှာကိုတာသူဆိုင်ရကားဒီမှာအိတ်ဇောဆိုင်ကနေဝယ်ပေးလိုက်တာဒီမှာအိတ်ဇောပြည့်တဲ့ဘာညာဆိုရင်ဒီမှာလာခဲ့တာကေတာမှာနော်ဟိုမှာအထက်မှာထိုင်နေတယ်တပည့်ကျော်တွေထိုင်နေတယ်အထက်မှာတပည့်ကျော်တွေဒီဆိုင်မှာဒါအိတ်ဇောနဲ့ပတ်သက်ပြီးလုံးဝယုံကြည်ရစိတ်ချရတယ်ဗျာဒီမှာလုံးဝကလင်ကချင်းမလုပ်ဘူးဒီဆိုင်က sorry နော်ပါဝိုင်း sorry ပါဗျာကျွန်တော်စကားပြောနေနဲ့လောတယ်ဒါဝယ်ပေးလိုက်တာဒီနေ့အခရာ 1R 3194 1R လေး2018လိတ်လေးဒီမှာရှော့ဘူးရှိုင်းမှာတခါလေအပီးလုပ်ပေးလိုက်တာရှော့ဘူးရှိုင်းဆိုတာကအားလုံးထိုင်ကုန်တွေအားလုံးဖြုတ်မယ်နော်အကုန်လုံးချင်းနေအားလုံးဖြုတ်ပြီးတော့စေးကြောမယ်မော်ဒယ်လေးအမြင့်ကားလေးကောင်းအတိုက်ခိုက်လေးရှင်း263သိန်းပေါ့ဒီကဈေးပြတ်သွားတာသိအောင်လို့ဈေးပါသိရအောင်လို့ကျွန်တော်ဗီဒီယိုဖိုင်ကြည့်တာဘယ်ကဘယ်ဈေးသွားနေလဲဆိုတာပါသိရအောင်လို့မှတ်ထားကျွန်တော်ဗီဒီယိုဖိုင်လေးတွေ့ရဆိုရင်မှတ်ထား screenshot လေးရိုက်ထား3995 3965 195ကိုမှတ်ထားတော့ကျွန်တော်ဖုန်းနံပါတ်ကိုလိုအပ်ရင်အချိန်မင်းဆက်သွယ်လို့ရတယ် 1R 3191မှာအနောက်ကန်နေပါလေဆိုလဲပိန်နာလေးနာမပါဘူးဆေးလေးတွေကတော့နည်းနည်းပါတော့ဗျာသူအစ်မဟုတ်တော့ဘူးလုံးချက်လေးတော့နည်းနည်းပါတာပေါ့ဗျာရတယ်ကိုကြီးလေးနည်းနည်းချက်တာframe ဆိုလဲ frame လုံးဝအော်စီဒါ shop shop လုပ်နေလို့နော်တေချာရိုက်ပြလို့မရတာဒီမှာကြည့် frame ဆိုလဲလုံးဝအော်စီနဲ့ဘာမှပြောစရာမလိုဘူးတာဂီတာမှာကပီတယ်နည်းနည်းလေးကြော်လာရင်ဘယ်ဘက်အချမ်းမှာဟိုမှာတော်ဝင်လက်ဖိတ်ဆိုင်ရှိတယ်ဗျာအဲ့ဒီအရှိမှာတဲ့မှာတော်ဝင်လက်ဖိတ်ဆိုင်ရှိတယ်မှတ်လို့ရအောင်လို့ဒါဒီဆိုင်ကကားလေးကိုအယောင်းဝယ်လို့ပြလိုက်တာတစည်းလုံးအတက်ခိုက်ရှင်းတဲ့ကားလေးမော်ဒယ်လည်းမြင့်ဒါမျိုးကရောင်းမဲ့ဝယ်မဲ့ဆိုရင်ပြောပါနော်ရောင်းမဲ့ဆိုရင်ကျွန်တော်ဆက်သွယ်ပြီးဝယ်တယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးသိရအောင်လို့ဒါပစ္စည်းအားလုံးအစုံရှိတယ်နော်အကုန်အစုံရှိတယ်ရှော့ဘုတ်ဆိုင်လုံးနေတာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်